Hi, Janodini, the battery cable, the pump, the Hagara sound giant not to be looted. The sea, go the Kali Kule looted, the Kalitumia looted. A Yingara, she had a man of Macono, tip young way. Go to not the pump, oh, the ma, Malay ne lume so that the safety or let him TV on. So no, gonna let it. Tua, let's cable. Đi ha the TV. Đi ha, có sát tông pi đi thêm mà rồi cho nó. Đi thêm mà cái sát tông heavy duty gauge 13 feet battery booster cable hobby aku channel đi ha ra malura to nó đi tru sát tông pi cho nó đi mà electric rồi tay chim ấy đi mà hobby sát tông pi đó sát tông pi cho nó đi mà đi ha tắc cây bộ đó tắc cây thì tắc cây nè không biết thì tắc cây nè cho nó tay chỉ mình được chúa đi anh sẵn rồi đó tông pi tông đi mà chào pi cú sân nét cú sân nét là chúa để lau về xí rồi sân nét để lau về rồi tôi đi học part time na phim đi bà lau chơi đi học part time na phim sân nét cái này không được đi học part time nữa tôi đi học part time là thì chú đã cụ thể sân sát tông mà họ tụi chơi đi học part time mà nó sát tông bị chết đi chú tụi em kia nó cá nu đấy chỉnh mà cá nu cho nó cá nu đấy chỉnh mà mi ta xuôi đấy mà cá đã xin rồi mà tụi mà cá ati masiran ka dilu la law su MPO ma ku se taya alu la law MPO ga ubuma ku se taya su ne song ga ma microwave di a swe de lu mi wa microwave di a swe da ma shit MPO law to chu ma to de a ba re law swe de su ma microwave se ku phwin de lu mi wa set no de chim da ka ati ri law ba shi de microwave se ku law phwin de lu miအဲ့ခံနိုင်အောင်ပေါ့ဒါပေမဲ့ तू ခံနိုင်တာကတော့800 ampere 800 ampere ပေါ့800 ampere ဆိုတော့တော်တော်များတယ်ဒါပေမဲ့ तू ပစ္စည်းကတော့သူတို့ကအများကြီးတင်ထားတာပေါ့တင်ထားတယ်ဒါပေမဲ့ဟိုတကယ်သုံးတဲ့ခါကျအဲ့တဝက်လောက်ပဲသုံးရတယ်အဲ့ဒီလောက်ပဲကောင်းတယ် तू လက်စပစ္စည်းရလဲသူတို့ဟိုတင်ထားတယ် तू လုံနိုင်စွမ်းကအဲ့ဒီလောက်အပေါ်မှာ800ဆိုတကယ်လုံနိုင်တဲ့ဟာက400တို့300အဲ့လိုမျိုးလောက်လုံမှ तू အကြာကြီးခံတယ်800 ampere ကို800လောက်နီပါလောက်တွားသုံးမယ်ဆိုတော့ဘလို့မှဟိုအကြာကြီးမခံတော့ဘူး။ဘာတရား Ford truck Ford F 150အဲ့ဒါလောက်ဆို तू က300အဲ့လိုမျိုးပေါ့300ကျော်အဲ့ဒါ ampere အဲ့လောက်ဆွဲတယ်ပေါ့။အဲ့ဒါဒါတော့ဒီတော့ပြီကျွန်တော်ဒီဘက်ထရီကဒီဘက်ထရီတွေကလည်း तू ကအသက်ရှိလို့ပဲ तू ကစောင်းနှကြရင်လူအားက20ရာခိုင်နှုန်းနီးပါးလောက်လျော့သွားတယ်စောင်းနှအရန်အေးသွားရင်ပေါ့ဒါပေမဲ့ तू ကဒီမှာ तू တတ်မှတ်ထားတဲ့ဟာရှိတယ်သူတို့တတ်မှတ်ထားတဲ့ဟာကဥပမာပေါ့ရာသီဥတုကတကယ်လို့မှာ40 Fahrenheit
လက်လောက်ကနေ90ထိလက်လောက်ကကျမ်းမာတဲ့ပူပြီးကောင်းမွန်လှုပ်တယ်လူလိုပဲဘက်ထရီလက်အသက်ရှင်တဲ့လူလိုပဲလူလိုပဲသူကလှုပ်တယ်ဒါအေးရင်လည်းအလုပ်နိုင်စွမ်းရော့တယ်ဒါပူသွားရင်လည်းရာတူပေါ့ဒါပူသွားရင်လည်းလုံနိုင်စွမ်းရော့တယ်အခုဒီမှာကျွန်တော်ဒီမှာမပြတော့ဒီမှာဒီကဘက်ထရီအိုးဒီကသူအရန်အေးတဲ့အချိန်အားဆွဲဖို့ပေါ့အဲ့လိုမျိုးပေါ့ဟိုပုံမှန်ရာတူပုံမှန်လေးဖြစ်တဲ့အချိန်အားဆွဲဖို့အဲ့လိုမျိုးသူတတ်မှတ်ထားတဲ့ဟာရှိတယ်ဟောကျွန်တော်ဒီမှာမတွေ့ရဒီမှာသူ cool ဒီမှာပုံမှန်အချိန်ဆိုရင်သူက cranking amp သူကကျွန်တော်တို့ဒီyou know ကဟို sunset တွေနိုးတယ်လို့မျိုးဒီလို cranking amp ပေါ့အဲ့လိုနိုးတဲ့အချိန်မှာဆက်အားဆွဲတဲ့ဟာပေါ့အဲ့ဒါကပုံမှန်ချိန်ဆိုဥပမာခုနရာတူပုံမှန်လေးမှာ40 Fahrenheit ကနေ90နီးပါ90အဲ့လိုမျိုးလောက်ပါဒီရာတူပုံမှန်လိုပဲလူလိုပဲရာတူအရန်ကောင်းတဲ့ချိန်မှာသူက650 ampere အဲ့ဒီလောက်သူကပုံမှန်ဆွဲတယ်ပေါ့တကယ်လို့ရာတူအရန်အေးသွားတယ်ရာတူအရန်အေးသွားတယ်ဆိုရင်သူကဘက်ထရီရဲ့လုံနိုင်စွမ်းလည်းလျော့သွားတယ်ဟိုမှာသူကcranking cold cranking amp အေးတဲ့အချိန်သူကအားဆွဲဖို့ပေါ့သူလှည့်ပြီးဖို့ပေါ့အဲ့ရ800 ampere နဲ့800 ampere ကသူကဘက်ထရီရဲ့လုံနိုင်စွမ်းကလျော့သွားတယ်သူကလျော့သွားတဲ့အတွက်သူကအားကိုပူပြီးထုတ်ပေးတယ်အဲ့လိုမျိုးအားကိုအများကြီးပူထုတ်ပေးတယ်ပေါ့ဒီမှာကျွန်တော်တွက်ကြည့်တာဒီမှာသူကဟို800ကနေ650ဆိုတော့အနည်းဆုံး18ကျွန်တော်ခုနတွက်ပြီးတယ်ဒီမှာ18.85တဲ့20ပဲထားလိုက်မှာ19လောက်ရှိနေပြီနော်20ရာခိုင်နှုန်းလောက်ကအားလျော့တယ်ဟိုစောင်းတွင်းအရန်အေးတဲ့ချိန်မှာဒီဥပမာ40အောက်တို့အဲ့လိုမျိုးဟိုဖြစ်သွားရင်သူကဘက်ထရီကပူပြီးရှိမှမရှိမှအားပူပြီးထုတ်တာပေါ့အဲ့လိုမျိုးပေါ့အားပူပြီးထုတ်တယ်အဲ့တော့သူ့ရဲ့လုံနိုင်စွမ်းသူကဘက်ထရီရဲ့လုံနိုင်စွမ်းကလည်းဟိုလျော့သွားတယ်ပေါ့လျော့သွားတဲ့အတွက်သူအားပူပြီးထုတ်တယ်အဲ့ဒီဟာ20ရာခိုင်နှုန်းလောက်လျော့တယ်ဘက်ထရီကအရန်အေးလို့ရင်သူလုံနိုင်စွမ်းလျော့သွားတယ်ဟုတ်ပြီတအားပူသွားရင်တော့သူအဲ့လိုပဲသူလည်းအလုတ်နေသွားတယ်လုံနိုင်စွမ်းလျော့သွားတယ်သူကတအားပူသွားရင်အေးရင်လည်းသူကအလုတ်သိမလုံနိုင်တော့ဘူးပူသွားရင်လည်းအရန်ပူသွားရင်လည်းသူအလုတ်သိအလုတ်နိုင်စွမ်းလျော့သွားတယ်အားလျော့သွားတယ်ပေါ့လူလိုပဲဘက်ထရီလည်းလူလိုပဲဟုတ်ပြီပြီးသွားပြီဒီမှာ